မပပတကအရူအရှိန်မြူလေပြီးကနာရှောက်ရဲ့မုံရီချိန်နမရှိဝေရှုတကပြောင်းမနောင်ဖြာကအပရရှုရှိဘဝတစ်ခုတောင်မရုံနဲ့လေရှိတ်ကဝေအရှိတ်စေဘုမခေါင်းတွေအသိမရောငေပါလာခလီရေအမတရာရှိဒီကိုလေမိမရနိုင်သိမအဝေးဥရိတုဖရရောက်တယ်လေအမရာနေသိရဥရိပင်ကရှိန်မရှိမိလခါလီလာဝဲရှိခါဆိုအိမ်မမဟုတ်ဝေဥရိပင်ကနမရှိ